နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ကြာသပတေးနေ့ကအစ္စရေးစစ်တပ်ကတပ်ဖွဲ့ဝင်တွေဟာဂါဇာတောင်ပိုင်းမှာရှိတဲ့ရာဖာအောက်မှာရှိတဲ့ဥမင်လိုင်ခေါင်းတွေမှာပိတ်မိနေကြတဲ့ဟာမတ်စစ်သွေးကြွ40လောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ရိုက်တာမှသတင်းဖော်ပြပါတယ်။သေဆုံးသူစစ်သွေးကြွတွေအထက်မှာအနည်းဆုံးဒေသခံတပ်မှု3ဦးနဲ့ဟာမတ်ရဲ့ပြေးပရောက်နေတဲ့ခေါင်းဆောင်တဦးရဲ့သားဂါဇီဟာမတ်တို့ပါဝင်တယ်လို့အစ္စရေးစစ်တပ်ကကြာသပတေးနေ့မှာပြောကြားခဲ့ပါတယ်။ဟာမတ်သတင်းရင်းမြစ်တချို့ကအနည်းဆုံးတပ်မှုတဦးဖြစ်တဲ့မိုဟာမက်အီလ်ဘာဝက်သေဆုံးမှုကိုအတည်ပြုခဲ့ပေမဲ့လည်းအစ္စရေးရဲ့အစီရင်ခံစာကိုတရားဝင်အတည်မပြုသေးဘူးလို့ဆိုထားပါတယ်။ဟာမတ်ကပိတ်မိနေသူအရေးအတွက်ဒါမှမဟုတ်ကြန့်ရှိနေသူတွေအရေးအတွက်ကိုတရားဝင်အတည်မပြုသေးပါဘူး။ဂါဇာကအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့အစ္စရေးကတနက်သမား40ကိုတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့အတွက်ညှင်းဆန်ထားခဲ့ပါတယ်ရှင်။